အဲ့ဒီအချိန်မှာပဲပညာရှင်ရဲ့လက်ကနေသွေးတွေပန်းထွက်လာပါတယ်ဒါဟာဒီလိုမျိုးလက်ပရာတော်ခွေးတစ်ကောင်ကဘလောက်ထိပြင်းပြင်းထန်ထန်ကိုက်နိုင်လဲဆိုတာကိုအတိအကျပြသလိုက်တာပါပဲအဲ့ဒီမျိုးသားကခွေးရဲ့နောက်ကျောင်းရာဇဝင်ကိုပညာရှင်ကိုရှင်းပြပါတယ်ခွေးပေါက်လေးအသက်နည်းနည်းပဲရှိသေးတဲ့အချိန်တုန်းကသူတို့ကတိရစ္ဆာန်ကေဟာကနေအိမ်ကိုခေါ်လာခဲ့ကြတာပါအဲ့ဒီအချိန်တုန်းကသူ့မိမမှာတကယ်ပဲကိုဝန်ရှိနေခဲ့ပါတယ်လင်မယားနှစ်ယောက်ကဒီခွေးလေးဟာကလေးနဲ့အတူတူကြီးပြင်းလာနိုင်မယ်လို့တွေးခဲ့ကြတာပါဒါဟာအလွန်ပဲပြီးပြည့်စုံတဲ့အခြေအနေတစ်ခုဖြစ်လာလိမ့်မယ်လို့သူတို့ခံစားခဲ့ရပါတယ်ဒါပေမဲ့ကလေးမွေးပြီးတိတ်မကြခင်မှာပဲခွေးစီကနေအလွန်ဆိုးဝါးတဲ့သတိပေးချက်ပြမှုကိုအဲ့ဒီမျိုးသားသတိထားမိလာပါတယ်အစာကျွေးရဲ့အချိန်ရောက်တိုင်းမှာခွေးဟာဘာအကြောင်းပြချက်မှမရှိပဲလူတွေကိုရန်တမ်းပြီးမန်ဖီလေးရှိပါတယ်သူတို့ကပညာရှင်ကိုကူညီပေးဖို့အတနာခံခဲ့ကြပါတယ်ပညာရှင်ကအစားအစာအနီးတစ်ဝိုက်မှာရှိတဲ့ခွေးရဲ့ပြုမှုကိုအကဲခတ်စောင့်ကြည့်တာကနေစတင်ပါတယ်ခွေးကရှေ့ကိုတရွေ့ရွေ့တို့ဖို့အမြဲစူးစမ်းနေပါတယ်ဒါပေမဲ့သူဟာတိတိတတာကိုစိုးရင်ထိတ်လန့်နေတာပါသူဟာဘလို့ယူတ်တဲ့အကွက်မျိုးကိုမှမလုပ်ရဲပါဘူးပညာရှင်ကအခွက်ကိုချမ်းပြင်ပေါ်ချလိုက်တဲ့အချိန်ထိပါပဲအဲ့ဒီတားရဲကောင်ကချက်ချင်းဆိုသလိုအစာခွက်စီကိုဥတီသွားပါတယ်ဒါပေမဲ့ပညာရှင်ကသူ့ကိုမျက်စိတမဲအတွင်းမှာပဲနောက်ပြန်နှုံးထုတ်လိုက်ပါတယ်သူကခွေးကိုသူ့ရဲ့စည်းကမ်းတွေကိုတေးသေးချာချာပြောပြနေတာပါဒီစားအစာဟာသူ့ပိုင်ဖြစ်တယ်လို့သူကပြောနေတာဖြစ်ပါတယ်သူကဒုတိယအကြိမ်အစားအစာကိုချပေးတဲ့အခါခွေးကအစာကိုစိုက်ကြည့်နေပေမဲ့စည်းကမ်းပေါက်ထဲမှာပဲငြိမ်ငြိမ်လေးနေပါတယ်သူကပညာရှင်ရဲ့အနားကိုရှောက်လာပြီးမျက်နှာကိုတောင်ရှာနဲ့လာလျက်ပါတယ်ခွေးကအဆင်ပြေသွားတာမို့နောက်ဆုံးမှာတော့အညံ့ခံတဲ့အတွင်ပြတ်တလာပါတယ်ပညာရှင်ကသူ့ကိုခွက်ထဲကနေစားခွင့်ပြုလိုက်ပါတယ်ပြီးတော့သူကအစားအစာကိုပပက်ချမ်းအစီရွှေ့လိုက်ပါတယ်အခုဆိုရင်ပညာရှင်ကအနားကိုတိုးလာတိုင်းမှာခွေးကလိမ္မာပါနဲ့စွာနဲ့နောက်ဆုတ်ပေးပါတယ်အထက်ကနေစောင့်ကြည့်နေတဲ့အိမ်ရှင်တွေကတော့အနာမင်တက်လို့နေကြပါတယ်ခဏလေးအတွင်းမှာတင်ပညာရှင်ကသူတို့ရဲ့စိုးသွမ်းတဲ့အိမ်မွေးတိရစ္ဆာန်လေးကိုဒီလောက်မြင်မြန်ဆန်ဆန်နဲ့ရင်ပါအောင်လုပ်လိုက်နိုင်တာပါဒါပေမဲ့အဲ့ဒီမျိုးသားပြင်ကိုရှောက်ထွက်လာတဲ့အချိန်မှာတော့အခြေအနေတွေကပြောင်းလဲသွားပါတယ်ခွေးရဲ့မျက်လုံးထဲမှာလုံးဝကွဲပြားခြားနာတဲ့အကြည့်မျိုးပေါ်လာပါတယ်သူကအိမ်ရှင်စီကနေအစားအစာကိုချအချင်းလန်းယူလိုက်ပါတယ်သူကခွက်ကိုမျက်ခင်းပြင်ပေါ်ချလိုက်ပြီးအဲ့ဒီတိရစ္ဆာန်ကိုအနားကိုလန့်ခေါ်ပါတယ်အိမ်ရှင်ကအနားမှာပဲမတက်ရနေတာကြောင့်ခွေးကရုတ်တရက်တတိတွေရှိလာပါတယ်ပညာရှင်ကအစားအစာကိုသူ့ပိုင်ဖြစ်ထက်ပြီးတောင်းဆိုတဲ့အချိန်မှာတော့အဲ့ဒီတားရဲကောင်ကသူ့ကိုမကြောက်တော့ပါဘူးသူကပညာရှင်ကိုတက်ကြည့်ပြီးသွားတွေကိုဖျက်ပြပါတယ်ပညာရှင်ကလည်းသူ့ရဲ့ရန်လိုတဲ့အနေထားတိုင်းချက်ချင်းပဲတုံ့ပြန်လိုက်ပါတယ်လူနဲ့တားရဲကောင်ဟာတိတ်ဆိတ်တဲ့ထိတ်တိုက်ရင်ဆိုင်မှုထဲမှာပိတ်မိနေကြပါဘဲခွေးကအညံ့ခံတဲ့အနေနဲ့မြေပြင်ပေါ်လဲချလိုက်တဲ့အချိန်ထိပါပဲပညာရှင်ကနောက်ဆုံးမှာတော့သူ့ရဲ့တင်းမာတဲ့အနေထားကိုရှော့ချလိုက်ပါတယ်သူကခွေးကိုအချစ်ပြဖို့လက်လန်းလိုက်တဲ့အချိန်မှာပဲစက္ကန့်ပိုင်းတွင်ကပ်ပေးဆိုးကြီးကြားရောက်လာပါတယ်ပညာရှင်ကဒါမျိုးဖြစ်လာလိမ့်မယ်လို့လုံးဝကိုမမျှော်လင့်ထားမိပါဘူးခွေးရဲ့မျက်လုံးထဲမှာအရှုံးပေးရဲ့အတွင်ကိုသူမြင်ခဲ့ရပါတယ်လို့ကျိန်ဆိုနိုင်ပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့သူအလွန်မင်းမရင်းစွာတွက်ချက်မိသွားတာပါကြိုက်ပြီးတဲ့နောက်မှာတော့ခွေးကငိမ့်တက်လို့သွားပါတယ်တစ်ချိန်တည်းမှာပဲပညာရှင်ရဲ့လက်ကနေသွေးတွေကတော့စက်တိုက်စီးကျနေပါတယ်ဆေးဘက်ဆိုင်ရာအဖွဲ့ကဒဏ်ရာကိုကုသပေးဖို့ချက်ချင်းပဲကြားဖြတ်ဝင်လာပါတယ်အဲ့ဒီနောက်မှာတော့ပညာရှင်ဟာဒဏ်ရာကိုချုပ်ဖို့အတွက်ဆေးရုံကိုဥတီသွားပါတယ်အဲ့ဒီလေ့ကျင့်ရေးပိုင်းလွဲချော်သွားပြီးတဲ့နောက်မှာတော့မိသားစုဟာခွေးရဲ့ရိုင်းဆိုင်တဲ့တဘာဝကိုလုံးဝကိုထိန်းချုပ်လို့မရတော့ပါဘူးအဲ့ဒီမျိုးသားဟာနောက်ဆုံးမှာတော့ခွေးကိုလေ့ကျင့်ရေးစင်နာစီပို့ဆောင်လိုက်ပါတယ်ပညာရှင်ရဲ့ထူးခြားပြောင်မြောက်တဲ့စွမ်းဆောင်ရည်နဲ့ဆိုရင်တော့ဒီတားရဲကောင်ဟာသူ့ရဲ့ပြဿနာအလုံးကိုတေချာပေါက်ဆွတ်လွတ်သွားမှာဖြစ်ပြီးသူတို့ရဲ့မိသားစုဘဝတွေကိုပြည့်ပြည့်စုံစွာပြန်လည်ဝင်ဆက်လာမှာဖြစ်ပါတယ်